ကျွန်တော်ဟာလက်ချောင်းလေးတွေနဲ့ရိုက်နှိပ်ပြီးအဖြေလွှာတွေကိုရေးခဲ့ပါတယ်ဒါဟာကျွန်တော်ရဲ့နောက်ဆုံးနှစ်စာမေးပွဲပါကျွန်တော်တင်ယူခဲ့ရသမျှအရာအလုံးကိုဒီစာမေးပွဲမှာအစွမ်းကုန်ဖြေဆိုခဲ့ပြီးရရှိလာမယ့်အမှတ်ကောင်းတွေကိုအဖေကိုပြောပြဖို့စိတ်လှုပ်ရှားနေခဲ့ပါတယ်ဒါပေမဲ့ကျောင်းပိတ်ရဲ့နောက်ဆုံးနေ့မှာတော့အတန်းဖော်တွေအားလုံးကိုသူတို့မိသားစုတွေကလာခေါ်သွားကြပြီးစူညံတန်တွေတဖြည်းဖြည်းတိတ်ဆိတ်သွားတဲ့အထိကျွန်တော်တယောက်တည်းကြံရစ်ခဲ့ပါတယ်တိတ်ဆိတ်နေတဲ့ကြားထဲမှာငှက်ကလေးတစ်ကောင်ရဲ့အော်တန်နဲ့ကြောင်တစ်ကောင်ရဲ့ဟိန်းတန်ကိုကြားလိုက်ရပါတယ်ကျွန်တော်စမ်းတဝါးဝါးနဲ့တွားကြည့်ပြီးကြောင်ကိုမောင်းထုတ်လိုက်တဲ့အခါတရွက်ပုံနဲ့ပြုတ်ကျနေတဲ့ငှက်ပေါက်စလေးကိုတွေ့ခဲ့ပါတယ်ကျွန်တော်တစ်ပင်ပေါ်ကိုအသားရတက်ပြီးငှက်ကလေးကိုသူ့တိုက်ထဲပြန်ထည့်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဖေကိုဆက်ဆောင်နေခဲ့ပါတယ်အမှန်တော့အဖေဟာအနီးနားမှာရှိနေခဲ့တာပါသူကကျွန်တော်ကိုအိမ်ပြန်မခေါ်ချင်တော့ပဲကျောင်းမှာပဲထားပစ်ခဲ့ဖို့ကြံစီနေပေမဲ့ကျောင်းအုပ်ကြီးကပြက်ပြက်တတညှင်းဆိုခဲ့ပါတယ်အဖေရဲ့အတန်ကိုကြားရပေမဲ့ကျွန်တော်စီကိုရှောက်လာတဲ့ခြေတံကိုမကြားရတာကြောင့်ကျွန်တော်ကိုယ်တိုင်ပဲအတန်လာရစီကိုရှောက်သွားခဲ့ရပါတယ်အဖေရဲ့တုတ်ပြတ်မှုတွေကနေတဆင့်သူကျွန်တော်အပေါ်ညှို့ညင်နေတာကိုခံစားမိပါတယ်ရွာကိုပြန်ရောက်တဲ့အခါမှာတော့အဖေကကျွန်တော်ကိုမချစ်ပေမဲ့ကျွန်တော်မှချစ်စရာကောင်းတဲ့ညီမလေးနှစ်ယောက်နဲ့ကျွန်တော်ကိုအရန်ကယူဆိုင်တဲ့အဖွားရှိနေပါသေးတယ်ကျောင်းမှာစုဆောင်းထားတဲ့လက်ဆောင်လေးတွေကိုသူတို့အတွက်တစ်ခုချင်းစီပေးခဲ့ပါတယ်ညီမလေးတွေနဲ့အတူရှိနေတဲ့အချိန်မှာတော့အဖေပြစ်ထားခဲ့မှာကိုကြောက်နေတဲ့စိတ်တွေပျောက်သွားခဲ့ပါတယ်ဒါပေမဲ့အဖေကတော့သူ့ရဲ့အကြံစီကိုလက်မလျှော့သေးပါဘူးသူကမုတ်ဆိုးမတယောက်နဲ့လက်ထပ်ချင်နေတာဖြစ်ပြီးကျွန်တော်ကသူ့အတွက်အနှောက်အယှက်ဖြစ်မှာကိုစိုးရိမ်နေတာပါတနေ့မှာတော့အဖွားအိမ်မှာမရှိခိုက်အဖေကကျွန်တော်ကိုခေါ်ထုတ်သွားပါတယ်အဖေစိတ်ပြောင်းသွားပြီလို့ထင်ခဲ့ပေမဲ့တကယ်တော့ဒါဟာရက်ဆက်တဲ့ထောင်ချောက်တစ်ခုပါအဖေဟာဒီရေတက်နေတဲ့ပင်လယ်ကမ်းဆက်ကိုခေါ်သွားပြီးလှိုင်းလုံးတွေနဲ့မျောပါသွားဖို့မျှော်လင့်ခဲ့ပေမဲ့ရေကကျွန်တော်ခြေထောက်ထိပဲရောက်လာခဲ့ပါတယ်အဲ့ဒီနောက်တားရဲတွေရှိတဲ့တောထဲကိုခေါ်သွားပြန်ပါတယ်အဲ့ဒီမှာလည်းအလုသမားတစ်ယောက်ကကျွန်တော်ကိုလမ်းမှာတွေ့ပြီးတားဆီးပေးခဲ့ပါတယ်အဖေဟာအကြံစီတွေပြတ်သွားလို့စိတ်ပြက်နေခဲ့ပါတယ်နောက်ဆုံးမှာတော့အဖေဟာကျွန်တော်ကိုမျက်မမြင်လက်သမားတစ်ယောက်စီမှာထားပစ်ခဲ့ပြီးဘယ်တော့မှပြန်မလာတော့ပါဘူးလက်သမားကြီးကကျွန်တော်လက်ထဲကိုတစ်သားတုံးလေးတစ်တုံးထည့်ပေးတဲ့အချိန်မှာကျွန်တော်ရဲ့မျက်ရည်တွေဟာသူ့လက်ပေါ်ကိုတစိမ့်စိမ့်ကျနေခဲ့ပါတယ်အဖွားကပါကျွန်တော်ကိုစွန့်ပစ်ဖို့သဘောတူလိုက်ပြီလို့ထင်ခဲ့ပေမဲ့တကယ်တော့အဖွားဟာကျွန်တော်ကိုအသေးအတန်လိုက်ရှာနေခဲ့တာပါအဖွားဟာမိုးရဲလေထဲမှာကျွန်တော်ကိုလိုက်ရှာရင်းဖျားနာပြီးကွယ်လွန်သွားခဲ့ပါတယ်အဖေရဲ့အိမ်အောင်တစ်အိမ်မက်ဟာလည်းပြပြသွားခဲ့ပါတယ်သူတို့သမီးဘက်ကဒါဟာနိမိတ်မကောင်းမှုဆိုပြီးတောင်းရမ်းထားတဲ့လက်ဆောင်တွေကိုပြန်ပေးခဲ့ပါတယ်အဖေဟာအဖွားရဲ့နောက်ဆုံးဆန္ဒအတိုင်းကျွန်တော်ကိုပြန်လာခေါ်ခဲ့ရပါတယ်ကျွန်တော်မှအဖေပေါ်ဘာမျှော်လင့်ချက်မှမရှိတော့ပေမဲ့ညီမလေးတွေကိုတော့အယမ်းလွမ်းပါတယ်ဒါပေမဲ့အိမ်ပြန်လန်းကဟောင်းနှွမ်းနေတဲ့တရားကြီးကျိုးကျသွားတဲ့အခါကျွန်တော်ဟာမြစ်ရည်ပြင်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒီအချိန်ကျမှအဖေစီမှာနောက်ကျနေတဲ့သားသမီးပေါ်ထားတဲ့မေတ္တာစိတ်တွေနိုးထလာပြီးကျွန်တော်ကိုကယ်ဖို့မြစ်ထဲခုန်ချခဲ့ပါတယ်ဒါပေမဲ့အဖေသတိပြန်ရလာပြီးကျွန်တော်ကိုကမ်းခြေမှာရှာတွေ့တဲ့အချိန်မှာတော့ကျွန်တော်ဟာကောင်းကင်ဘုံကအယောင်သွေးတွေကိုမြင်တွေ့နေရပြီဖြစ်ပါတယ်